ကျွန်တော်ဒီနေ့ unboxing လုပ်ပြီးတော့မယ့်ပစ္စည်းလေးကတော့ electric water gun လေးပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်တိုင်းပဲသူကလျှက်စစ်ပါတဲ့ရေတနက်အမျိုးအစားဖြစ်ပါတယ်။တကြံပြီးတော့ကြာပြီဆိုပေမဲ့လေဒီပစ္စည်းလေးကိုကျွန်တော် live မှာတွေ့တော့အရန်ကိုမှသဘောကျတာနဲ့ကျွန်တော်မှားလိုက်တာဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့အထဲမှာဘာတွေပါလဲဆိုတာကိုကျွန်တော်တူဆက်ပြီးတော့ကြည့်လိုက်ရအောင်။အရင်ဦးဆုံးတွေ့ရတာကတော့တနက်ထိပ်မှာတက်ဖို့အတွက်မီးလင်းတဲ့ပြောင်းလေးပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီကြည်ဘူးပုံစံရေထည့်ဖို့အတွက်ဘူးလေးဖြစ်ပါတယ်။ဒီဘူးလေးထဲကိုကျွန်တော်ကရေထည့်ပြီးတော့အသုံးပြရမှာဖြစ်ပါတယ်။နောက်ထပ်ဘာတွေပါအောင်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်ပါမယ်။ဒါလေးကကြတော့ဒီမှန်ပြောင်းပုံစံလုပ်ထားတဲ့ဘက်ထရီတုံးလေးပဲဖြစ်ပါတယ်။သူ့ရဲ့ပုံစံကကြတော့သူကမှန်ပြောင်းပုံစံဒီဇိုင်းကိုသူတို့လုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့သူကကြည့်လို့တော့မရပါဘူးသူကတခဲလေးပါ။သူ့မှာအသွင်းဖို့အတွက်အခုလိုမျိုးကျိုးနှစ်ချောင်းတောင်မှပါလာပါတယ်။တစ်ခုကတော့ဒီတိုက်စီကျိုးလေးဖြစ်ပြီးတော့နောက်တစ်ခုကကြတော့ဒါပုံစံတစ်မျိုးလေးဖြစ်ပါတယ်ဒီပုံစံလေးကကျွန်တော်တို့ဒါမြင်ရခဲ့တယ်ပေါ့နော်ဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြပြပေးပါမယ်။ဒါတော့စေတော့ဒါကျွန်တော်ဆက်ပြီးတော့ဖောက်လိုက်ပါဦးမယ်။ဒီဆောက်လေးကကြတော့ဒါသူ့မှာပါတဲ့ဒီပစ္စည်းတွေကိုဘယ်လိုချိတ်ဆက်ပြီးတော့အသုံးပြရမလဲဆိုတာကိုရေးထားတဲ့စာရွက်လေးပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်မှာထားတဲ့ electric water gun လေးပဲဖြစ်ပါတယ်။ကာလာအဖြစ်သူက3ရောင်ရှိပါတယ်အခုလိုမျိုးအနီရောင်လေးရယ်နောက်ထပ်အနက်ရောင်လေးရယ်ပြီးတော့အပြာရောင်လေးရယ်ဆိုပြီးတော့3ရောင်ရှိပါတယ်ကျွန်တော်ကတော့အနီရောင်ကြိုက်တဲ့သူမို့အနီရောင်လေးကိုပဲမှားထားပါတယ်ဒါတွေအားလုံးကတော့ electric water gun လေးမှာတက်ဆင်ရမယ့်ပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုတက်ဆင်ရမလဲဆိုတော့ကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားပါမယ်ဒီမှန်ပြောင်းလေးကိုကြတော့ကျွန်တော်ကဒီတနက်ရဲ့ထိပ်ပိုင်းမှာတက်ဆင်ရမှာဖြစ်ပါတယ်သူ့ရဲ့ဒီဇိုင်းလေးကတော့မြင်တွေ့ရတဲ့အတိုင်းပဲသူကဒီမှန်ပြောင်းပုံစံလုပ်ထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်သူကမှန်ပြောင်းတော့မဟုတ်ပါဘူးသူကအထဲမှာဘက်ထရီထည့်ထားတဲ့ဒီကဘက်ထရီတုံးလေးပဲဖြစ်ပါတယ်သူ့လည်းကျွန်တော်ကဒီအားသွင်းလို့ရပါတယ်เนาะဘယ်လိုအားသွင်းရမလဲဆိုတော့သူ့မှာပါတဲ့ဒီအပေါ်ကအဝိုင်းဖုန်းလေးကိုအခုလိုမျိုးလေးချုပ်ပြီးတော့ဒီအထဲမှာပါတဲ့ကြိုးလေးရဲ့ခုနကအပေါင်းစင်းလို့တော့တွေ့တဲ့ဒီကြိုးအနက်ရောင်လေးရဲ့ကိုဒါချိတ်ပြီးတော့သူကအားသွင်းရမှာဖြစ်ပါတယ်ဘယ်လိုမျိုးချိန်ရလဲဆိုတော့ကျွန်တော်ချက်ပြပြပေးပါမယ်။တော့ဒါကသူ့ရဲ့ချိန်ရမယ့်ပုံစံအနေထားလေးဖြစ်ပါတယ်။အခုလိုမျိုးလေးဒါတေချာထိုးလိုက်ပြီးတော့ဒီကျွန်တော်တို့ကဒီအသွင်းချာချာခေါင်းထိပ်မှာဒီ USB ခေါင်းလေးကိုထည့်ပြီးတော့အသွင်းရမှာဖြစ်ပါတယ်။ကျွန်တော်ဒီကျွန်တော်နောက်ကျရင်တော့ဆန်းပြီးတော့တင်ပြပေးပါမယ်။လောလောဆယ်တော့ကျွန်တော်ပြန်ပိတ်လိုက်ပြီးတော့နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးပါမယ်။နောက်တစ်ခုကကြတော့တနက်ရက်ထိပ်မှာတက်ဆင်ရမယ့်မီးလင်းတဲ့ပြောင်းလေးပဲဖြစ်ပါတယ်။သူကကြတော့ကျွန်တော်တို့ပေါ့နော်တနက်ကိုဒီပြစ်လိုက်လို့ရေထွက်တဲ့ခါမျိုးကျရင်သူကအဲ့ဒီရေထွက်တာနဲ့လိုက်ပြီးတော့သူကမီးလင်းပေးပါတယ်မီးကတော့အနီရောင်လေးသူကလင်းပါတယ်သူ့ကိုလည်းကျွန်တော်တို့ကဒီအားသွင်းလို့ရပါတယ်เนาะသူ့ရဲ့ထိပ်မှာဒီအားသွင်းတဲ့အပေါက်ကလေးရှိပါတယ်ဒါကတော့ဒါမီးလေးကိုစမ်းပြပေးတာဖြစ်ပါတယ်ဒီကောင်လေးကိုအားဘလို့သွင်းရလဲဆိုရင်အခုမြင်နေရတဲ့ဒီအဖြူရောင်တရေဘက်လေးကိုခွာပြီးတော့ကျွန်တော်ခုနကပါတဲ့ဒီတိုက်စီကျိုးအဖြူရောင်လေးနဲ့အားသွင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကြည်ဘူးပုံစံလောက်ထားတဲ့ရေထည့်ရမယ့်ဘူးလေးပဲဖြစ်ပါတယ်ဘူးလေးကလည်းအတော်အသင့်ကြီးရဆိုတော့ဒါရေလည်းတော်တော်လေးကိုတော့ဆန့်ပါတယ်အဲ့ဒီဘူးလေးတွေကိုရေထည့်ပြီးတော့အခုလိုမျိုးတနက်ရဲ့အောက်ခြေထိပ်ကနေပြီးတော့တက်ဆင်ရမှာဖြစ်ပါတယ်သူ့တဲကိုရေဘယ်လိုထည့်ရမလဲဆိုရင်ဒီအဖုံးလေးကိုဖွင့်ပြီးတော့သူ့တဲကိုရေထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီပစ္စည်းလေးတွေကိုတနက်မှာဘယ်လိုတက်ဆင်ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုနဲ့တစ်ခါလေးလုပ်ပြပေးသွားပါမယ်ဒီမှန်ပြောင်းပုံစံပထရီတုံးလေးကိုကျွန်တော်တို့ကတနက်ရဲ့ထိပ်မှာတက်ဆင်ရမှာဖြစ်ပါတယ်။သူ့ရဲ့အောက်မှာအခုလိုမျိုးခလုတ်လေးတစ်ခုပါပါတယ်။ဒီခလုတ်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကတနက်ရဲ့ထိပ်မှာတက်ဆင်ရမှာဖြစ်ပါတယ်။ဘယ်လိုတက်ဆင်ရမလဲဆိုရင်ကျွန်တော်တစ်ချက်ပြရပါမယ်။အခုလိုမျိုးအဲ့ဒီဘူးတီလေးကိုနှိပ်ပြီးတော့တနက်ရဲ့ဒီထိပ်ကနေပြီးတော့အားလေးနဲ့ထည့်ပြီးတော့အနောက်ကိုဆွဲပြီးတော့ထိုးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ဒါတက်ဆင်တာပြီးသွားပါပြီ။နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့တက်ပြပေးပါမယ်။နောက်တစ်ခုကကြတော့ဒီတနက်ရဲ့ထိပ်မှာတက်ရမယ့်ပြောင်းလေးပဲဖြစ်ပါတယ်။ဒါလေးကအရှိဘက်ဖြစ်ပြီးတော့ဒါလေးကတော့အနောက်ဘက်ဖြစ်ပါတယ်ဒီနောက်ဘက်ကနေပြီးတော့တနက်ရဲ့ပြောင်းဝါတွေကိုထိုးထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့တက်ဆင်တာပြီးသွားပါပြီရှေးထည့်ရမယ်ကြည်ဘူးပုံစံပစ္စည်းလေးကိုဘယ်လိုတက်ဆင်ရမလဲဆိုရင်ကျွန်တော်ကတနက်ရဲ့အောက်ခြေမှာရှိတဲ့အပေါက်တွေကိုအခုလိုမျိုးလေးဒါထိုးထည့်ပြီးတော့အားလေးနဲ့ဖိပေးရမှာဖြစ်ပါတယ်တောက်ခွနဲ့ဆိုပြီးတော့အတန်မြည်သွားလို့ရှိရင်တော့ဒါတက်ဆင်တာပြီးသွားပြီဖြစ်ပါတယ်ဒါလေးကတော့တနက်လေးကိုတက်ဆင်ပြီးသွားတဲ့အနေအထားပါသူ့ရဲ့ဒီဇိုင်းကတော့မြင်တဲ့အတိုင်းပဲတော်တော်လေးကိုမှမိုက်ပါတယ်ဒီကလေးတွေပဲမဟုတ်ပါဘူးเนาะလူကြီးတွေပါဆော်လို့ရပါတယ်သူကခလုတ်လေးကိုနှိပ်လို့ရှိရင်သူ့ရဲ့နောက်ကမောင်းလေးကရှေ့တိုးနောက်ဆုံးအလုပ်လုပ်ပါတယ်ခင်ဗျာတစ်ချက်ကျွန်တော်ဆန်းပြပေးမယ်เนาะတစ်ချက်ကြည့်ကြည့်ပါတက်ဆင်တာအလုံးပြီးသွားပြီဆိုတော့ဒီတနက်ထဲကိုကျွန်တော်ကြည်ထည့်ပြီးတော့စမ်းပြပေးပါမယ်ဒီကြည်ဘူးလေးကိုဘယ်လိုပြန်ဖြုတ်ရမလဲဆိုရင်ဒီတနက်ရဲ့လက်ကင်မှာပါတဲ့ဒီခလုတ်အနက်ရောင်လေးကိုနှိပ်ပြီးတော့ဒီဘူးလေးကိုဖြုတ်ရမှာဖြစ်ပါတယ်ဒီမျိုးလေးဖြုတ်ရမှာပါเนาะဆိုတော့ကျွန်တော်ဒီဘူးလေးကိုအခုကျွန်တော်ရေသွားထည့်မယ်ရေထည့်ပြီးရင်တော့ဒီတနက်လေးကိုကျွန်တော်စမ်းပြီးတော့ပြစ်ပြပေးပါမယ်ရေလက်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီတနက်လေးကိုစမ်းပြီးတော့ပြစ်ပြပါမယ်
အားလုံးမြင်တွေ့တဲ့အတိုင်းပဲသူတက်နဲ့ရဲ့ရေးထွက်ရကတော်တော်လေးကိုမှပြင်းပါတယ်နောက်ပြီးတော့သူ့ရဲ့ထိပ်မှာမီးလေးကအခုလိုမျိုးလေးလင်းနေရဆိုတော့တော်တော်လေးကိုမှမိုက်တယ်ဗျနောက်ပြီးတော့သူ့ရဲ့နောက်ကမောင်းကလည်းဗျအခုလိုမျိုးလှုပ်စီနဲ့အဲ့လိုမျိုးအတန်ကြီးမီနေရဆိုလေအရန်မိုက်ပါတယ်ဗျကျွန်တော်ကတော့တော်တော်လေးကိုမှဒါသဘောကျနေပါပြီဒီတနက်ကဒီကလေးတွေတွေ့မှမဟုတ်ဘူးเนาะကျွန်တော်တို့လိုဒီလူကြီးပိုင်းအသက်အရွယ်တွေပါသဘောကျစေမဲ့ဒါတနက်အမျိုးအစားဖြစ်ပါတယ်ကျွန်တော်လိုမျိုးထူးဆန်းပြီးတော့300တာမိုက်တဲ့ပစ္စည်းလေးတွေကိုသဘောကျတဲ့သူတွေနဲ့အသက်ကြီးပေမဲ့လည်းဒီလိုမျိုးထူးဆန်းတဲ့ကစားစရာလေးတွေကိုကြိုက်တဲ့သူတွေဆိုလို့ရှိရင်เนาะဒီ electric water gun လေးကဝယ်တဲ့ထဲမှာပါပါတယ်ဝယ်ပြီးတော့မသုံးဘဲနဲ့အခန်းထဲမှာအလှထားမယ်ဆိုရင်တောင်မှတော်တော်လေးကိုမှမိုက်တဲ့ပစ္စည်းမျိုးစားလေးပါဒီလိုမျိုးထူးဆန်းပြီးတော့300တာမိုက်တဲ့ပစ္စည်းလေးတွေကိုအများအားအပေါင်းစိမ့်လုပ်ပြီးသားမှာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်သွားလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်